AR မိန်းလမ်းမကြီးကြောကကမြေကွက်ကွက်နဲ့ကျွန်တော်ဒီနေ့လိုက်ပြီးမိတ်ဆက်ပေးပါ AR မိန်းလမ်းမကြီးဆိုတာကျွန်တော်တို့ကာညနာယုံကြီးတည်ရှိတဲ့မိန်းလမ်းမကြီးတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီမြေကွက်ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဈေးနဲ့ဈေးအကြောင်းနဲ့အကြောင်းကြားထဲမှာတည်ရှိတာဖြစ်ပါတယ်ကျွန်တော်ပြပေးမယ့်မြေကွက်ကတော့ဒီမြေကွက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဈေးနဲ့ဈေးအကြောင်းနဲ့အကြောင်းဆိုတာဘာလဲလို့လူချင်းမင်းတို့မေးရင်ကျွန်တော်တို့ပတ်တာဈေးပုပ္ပသတိညဈေးကျွန်တော်တို့အထက်က73ကျောင်းနဲ့မင်္ဂလာဒီပါအထက်ကခွဲကျောင်းမှာတည်ရှိတာဖြစ်ပါတယ်ဒီပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လူနေတတ်တာကိုတွေ့ရမှာဖြစ်ပါတယ်လမ်းကလည်းလမ်းတစ်ပြားကင်းလမ်းကျယ်ဖြစ်ပါတယ်လမ်းကလည်းလမ်းတစ်ပြားကင်းလမ်းကျယ်ဖြစ်ပါတယ်ဒီအကွက်ရဲ့တီနေရာကတော့နေပြည်တော်ပုပ္ပသီရိမြို့ကျွန်တော်တို့ဇဝနဒီပါရက်ကွက်စစ်တောင်းလမ်း20ပေါ်မှာတည်ရှိတာဖြစ်ပါတယ်ကျွန်တော်မြေကွက်အနေထားကတော့အုတ်ရိုင်း3ဘက်ပါမယ်ကျွန်တော်တို့မြေကွက်လွတ်ဆိုတဲ့အနေထားမှာရှိပါတယ်ရေမီအပြည့်စုံပါပြီးသားဖြစ်ပါတယ်တော်တော်လေးမိုက်တယ်လို့ပြောလို့ရမှာပဲဖြစ်ပါတယ်ပေါ်စည်းလေးအနေနဲ့ကကျပ်သိန်း3900သိန်းတီတီဖြစ်ပါတယ်ပိုင်ရှင်နဲ့တိတိဆန်ဆန်ညှိနှိုင်းလို့ရအောင်မှာပဲဖြစ်ပါတယ်ပိုင်ဆိုင်မှုအနေနဲ့ကတော့ gram မျိုးစားဖြစ်ပါတယ်လူချင်းမင်းတို့ဝယ်ပြီးတာနဲ့ကိုယ်နာမည်ပေါက်တန်းပြောင်းနိုင်မှာပဲဖြစ်ပါတယ်လူချင်းမင်းတို့ဒီမြေကွက်လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ drone HM ကိုအချိန်မီလာရောက်ဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့ live ဝယ်ယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်မင်္ဂလာရှိတယ်မနက်ခင်းလေးဖြစ်ကြပါစေကျွန်တော်ကတော့ drone HM ကကိုပိုင်ဖြစ်ပါတယ်ဗျ